ဖရာတွေကပွင့်တဲ့အခါမှာတဆူနဲ့တဆူပွင့်တဲ့နေရာချင်းမတူတပင်ကိုမိပြုပြီးတော့တပင်အောက်မှာပဲတရားတို့တရားမြတ်ရချတာဒါထူးခြားတယ်ပေါ့နော်ဘုရားဘာသာဝင်ဘုရားဘာသာမှာဖရာဖြစ်သမျှဟာတပင်အောက်နေကြီးပဲဖြစ်တယ်ဘာဖြစ်လို့တပင်အောက်မှာဖြစ်ရတယ်လဲစဉ်းစားကြရအောင်တပင်ကဘလောက်တန်မိုးရှိလဲဖရာတဆူနဲ့တဆူကလည်းပဲတပင်အောက်မှာမဖြစ်တဲ့ဖရာလို့မရှိဘူးအလုံးဟာတပင်အောက်မှာဖြစ်ကြတယ်ဘာလို့လဲဆိုတော့တပင်ဆိုတာတဘာဝအရေးလူတွေကာမဂုဏ်အာယုံခံစားတဲ့နေရာမဟုတ်ဘူးတကယ်သူတော်စင်နေအရေးခိုးပြီးတော့တရားနှလုံးသွင်းတဲ့နေရာတွေတမိုးရှိတဲ့နေရာတွေပေါ့နော်လူလောကမှာတပင်အောင်နေတယ်ဆိုတော့လှုပ်ချင်တာလှုပ်လို့မရဘူးလေအိမ်ထဲဝင်သွားရင်တော့တကားပိတ်ထားလှုပ်ချင်လှုပ်လို့ရအဲ့လိုမျိုးတွေဖြစ်မယ်တပင်အောင်ဆိုတာတကယ်ပုံပွင့်လင်းလင်းတကယ်သူတော်စင်မှအလုံးမြင်တဲ့နေရာမှာနေပြီးတော့တပင်အောင်မှာတရားတို့တရားမြတ်ရချတာဖြစ်တယ်အဲ့ဒါတော့တရားတို့တရားမြတ်အသိဉာဏ်နဲ့ရရှိဖို့အတွက်ပွင့်လင်းမြင်သာတဲ့နေရာဟာအရေးကြီးတယ်လူဆိုတာတိတ်တိတ်ပုံလုံးတတ်တယ်အဲ့တိတ်တိတ်ပုံလုံးတတ်တဲ့အကျင့်စိုးတွေတပင်အောင်မှာလုံးလို့မရဘူးသူတော်စင်သူတော်မြတ်တွေကတပင်အောင်ကိုညှိုးကြတယ်သဘာဝအရေးသဘာဝတပင်အောင်မှာပဲတရားနှလုံးသွင်းနေထိုင်ကြဒါကြောင့်အဲ့ဒီဖရာတွေဒီအသိဉာဏ်ရသွားတာအသိဉာဏ်ရတဲ့နေရာမို့ဘောဓိပင်လို့ခေါ်တာဘောဓိဆိုတာဘောဓိဩစတိစတုတုပက္ခိတုညာဏသောတာပတိမေတဂရဂမိမေအနာဂမိမေရဟတမေဆိုတဲ့မဲ့၄ပါးမှာဖြစ်တဲ့အသိဉာဏ်ကိုဘောဓိလို့ခေါ်တာဘောဓိဆိုတာဉာဏ်ကိုခေါ်တာအဲ့ဒီဉာဏ်ဖြစ်ပေါ်တဲ့နေရာကိုလည်းပဲဘောဓိလို့ခေါ်လိုက်တယ်အသိဉာဏ်ဖြစ်ပေါ်တဲ့နေရာတနည်းအားဖြင့်ပြောလို့ဆိုပညာပူပြီးပေါ့နော်ပညာရဲ့ဖြစ်ပေါ်ရနေရာလို့ဆို